ထိုင်းမှာတကအချိန်ပြအသုံးလုံးများကိုကျွန်တော်လေ့လာကြအောင်ကျွန်တော်ထိုင်းမှာမနက်စောပိုင်းအချိန်တကောင်ကျော်အချိန်နေမနက်7 နာရီကနေတော့မနက်9 နာရီထိကျွန်တော်တို့တီးဆိုတဲ့စကားလုံးမှာ1 2 3 4 5ဆိုတဲ့1 2 3 4 5ဆိုတဲ့ထိုင်းကနန်ကိန်းကနန်9လုံးနဲ့တွဲပြီးဆိုရင်ကျွန်တော်တို့မနက်7 နာရီကနေမနက်9 နာရီထိပြောလို့တက်မှာဖြစ်ပါတယ်ကျွန်တော်လည်းအတူတူလိုက်ဆိုကြည့်အောင်ဗျာတီး1တီး1တီး1မနက်စောပိုင်း7 နာရီตีสองมนสบายนั่นไหนตีสามมนสบายตรงไหนตีสี่มนสบายเลยไหนตีห้ามนสบายงานไหนကျွန်တော်မနက်ပိုင်းအချိန်นี้မနက်6 နာရီကနေ7 နာရီဆိုကျွန်တော်တို့နံပါတ်6ကနေ7ကိုမုံချောင်းဆိုတာလေးနဲ့ကြိုက်ပြီးတော့သုံးလိုက်မယ်ဆိုရင်မနက်6 နာရီကနေ7 နာရီကိုခေါ်လို့ရပါပြီ။ဒါပေမဲ့ကျွန်တော်9 နာရီနောက်ပိုင်းတွေကိုကျွန်တော်ချောင်းဖြောက်ပြီးတော့သုံးလို့ရှိတယ်။9 နာရီကိုမုံချောင်းလို့ပြောတာရှိတယ်လို့9 နာရီကိုမုံဆိုတဲ့စကားလုံးနဲ့ပဲတွဲပြီးပြောတာရှိတယ်။အဲဒါကျွန်တော်တို့တူအောက်မှာလေ့လာကြည့်အောင်6 โมงเช้าမနက်6 နာရီ7 โมงเช้าမနက်9 နာရီ8 โมงเช้าမနက်10 နာရီ9 โมงမနက်9 နာရီ9 โมงကိုနောက်တစ်မျိုးအနေနဲ့9 โมงเช้าမနက်9 နာရီအဲ့လိုမျိုးခေါ်လို့ရပါတယ်10 โมงမနက်10 နာရီ11 โมงမနက်7 နာရီကျွန်တော်မနက်ပိုင်းအချိန်နေပြီးသွားရင်နေ့လယ်နဲ့နေ့ခင်းပိုင်းအချိန်တွေကိုကျွန်တော်ကလေ့လာကြအောင်နေ့လယ်နေ့ခင်းပိုင်းအချိန်တွေကိုကျွန်တော်လေ့လာကြအောင်ပထမဆုံးအနေနဲ့ကျွန်တော်မွန်တဲ7 နာရီကိုပြောရမယ်မွန်တဲ7 နာရီဆိုတာเที่ยงวันမွန်တဲ7 နာရီเที่ยงဆိုတာကျွန်တော်အလဲတက်တယ်ပေါ့1ဆိုတာနေ့ကင်းเที่ยง1ဆိုတာနေ့လယ်တက်တယ်ဆိုတော့နေ့လယ်7 နာရီเที่ยง1နေ့လယ်7 နာရီဆိုနေ့လယ်7 နာရီကနေပြီးနေ့လယ်3 နာရီဆိုကျွန်တော်ဘိုင်ဆိုတဲ့စကားလုံးလေးနဲ့1 2 3 1 2 3ဆိုတာတွဲပြီးတော့သုံးမယ်အဲဆိုကျွန်တော်ဆက်ဆိုကြအောင်ဘိုင်1 โมงနေ့လယ်1 နာရီဘိုင်2 โมงနေ့လယ်2 နာရီบาย3 โมงနေ့လယ်3 နာရီတော့ထိုင်းနေမှာခိုင်းကြရင်ကျွန်တော်တို့ကမုံဆိုတာလေးကျွန်တော်ဖျောက်ပြီးတော့บาย1บาย2บาย3အဲ့လိုမျိုးပြောကြတယ်ခိုင်းကြရင်ကျွန်တော်နေ့လယ်1 နာရီကိုบายမုံဆိုပြီးတော့နေ့လယ်1 နာရီလို့ပြောတတ်ကြတယ်နေ့ကပိုင်းအချိန်နေပြီးသွားတဲ့ခါကျမှကျွန်တော်ညနေပိုင်းအချိန်တွေကိုကျွန်တော်လေ့လာကြအောင်ညနေပိုင်းဆိုရင်ကျွန်တော်ညနေပိုင်း4 နာရီရနေပြီးတော့ညနေပိုင်း6 နာရီကိုကျွန်တော်ကယင်းဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့ယင်းဆိုတာတော့ကျွန်တော်ပုံမှန်ဆိုရင်ကျွန်တော်အေးတယ်ဆိုတဲ့အသုံးနှုန်းလေးပေါ့ယင်းဆိုတာအေးတယ်ဆိုညနေပိုင်းချိန်ဖြည်းဖြည်းနဲ့အေးလာတယ်သူကယင်းဆိုတာနဲ့တွဲပြီးသုံးတယ်အဲဆိုရင်ကျွန်တော်လေ့လာမယ်4 โมงเย็นညနေ4 နာရီ5 โมงเย็นညနေ5 နာရီ6 โมงเย็นညနေ6 နာရီဒီမှာတော့တိထားတဲ့ချက်နေနဲ့ကျွန်တော်ကဘိုင်စီမုံလို့လည်းခေါ်တယ်စီမုံရင်လို့လည်းခေါ်တယ်ဘာကြောင့်လဲဆိုတော့ထို့နေ့လေတွေက4 နာရီထိုးရင်တော့ပူနေတော့မဲ့ဆိုရင်ချို့တွေကဘိုင်စီမုံဆိုပြီးတော့ခေါ်တယ်ဒါပေမဲ့အသုံးများဆုံးကတော့စီမုံရင်လို့ပဲအသုံးများကြတယ်ဘိုင်စီမုံဆိုတာရှားတယ်သုံးတာရှားတယ်ကျွန်တော်နောက်ပိုင်းညပိုင်းအချိန်တွေကိုကျွန်တော်ဆက်လေ့လာကြအောင်ညပိုင်းအချိန်တွေကြာမှာဆိုညပိုင်းဆိုရင်ကျွန်တော်9 နာရီကနေပြီးတော့ည7 နာရီတို့ကျွန်တော်ထုံဆိုတဲ့စကားလုံးသုံးတယ်ဒီမှာကျွန်တော်ထူးခြားချက်တစ်ခုပေါ့ဒီအချိန်ခေါ်မှာထိုင်းခေါ်မှာထူးခြားချက်တစ်ခုကကျွန်တော်ညပိုင်း9 နာရီကနေညပိုင်း7 နာရီကိုကျွန်တော်က7 ထုံဆိုပြီးတော့9 နာရီဆိုကျွန်တော်က9ဆိုရင်7 ထုံဆိုဖြစ်ရမှာအမေသူအဲ့လိုမခေါ်ဘဲနဲ့သူတို့ကဘယ်လိုခေါ်လဲဆိုတော့9 ကနေစာကြီးပြန်ခေါ်တယ်ည9 နာရီကနေည7 နာရီကို9 ကနေရောဟာအထိတော့ပြန်ခေါ်တယ်အဲ့ဆိုည9 နာရီဆိုရင်1 ထုံဆိုတဲ့အဲ့ဒါနဲ့စာကြီးခေါ်ပြီးတော့ည7 နာရီဆိုရင်ဟာထုံဆိုပြီးတော့ဆုံးသက်တယ်ဒါတော့လုံးဝထူးသတိပြုရမယ့်အရာပေါ့အဲ့ဆိုကျွန်တော်တို့လေ့လာအောင်1 ထုံညနေည9 နာရီ
1 ทุ่มည9နာရီ2 ทุ่ม2 ทุ่ม2 ทุ่มည10နာရီ3 ทุ่ม3 ทุ่ม3 ทุ่มည9နာရီ4 ทุ่ม4 ทุ่ม4 ทุ่มည10နာရီ5 ทุ่ม5 ทุ่ม5 ทุ่มည17နာရီကျွန်တော်တို့အမှထုံးမြင်ရည်အတွက်ပုံအောင်မှာကျွန်တော်သတိပေးချက်လေးတိုင်းထိုင်မှာညနေ6နာရီနဲ့ပြီးတော့9နာရီပြီးရတဲ့9နာရီကိုနင်းထိုးရတဲ့စာကြီးပြန်ယူသက်တာကိုတတိထားမှာကျွန်တော်မြန်မာလိုမှာဆိုရင်9နာရီဆိုရင်တော့တစ်ကနေစာကြီးနင်းထုံဆိုပြီးတော့ကျွန်တော်ရေတွက်ရမယ်နောက်ဆုံးချိန်နဲ့ကျွန်တော်တကောင်ရင်အချိန်ကျွန်တော်ပထမဆုံးပြောခဲ့သလိုပဲတကောင်ရင်တက်တဲ့အချိန်ကိုကျွန်တော်ထီယန်လို့ခေါ်တယ်နေ့ကကိုစောနာပြောထားခဲ့တာထီယန်1ဆိုတဲ့နေ့ကနေ့လေ12နာရီအခုတကောင်ရင်အချိန်ည12နာရီဆိုရင်ထီယန်ခွန်းဆိုပြီးတော့ခွန်းဆိုတာကျွန်တော်ညကိုခွန်းလို့တော့ခွန်းညလို့တော့အဲ့တော့ထီယန်ခွန်းညတကောင်ရင်12နာရီထီယန်ခွန်းညတကောင်ရင်12နာရီအဲ့ဆိုကျွန်တော် time ပတ်သက်စကားကိုအချိန်နဲ့ပတ်သက်ပြီးတော့အားလုံးနားလည်သဘောပေါက်အောင်မယ်လို့ထင်ပါတယ်ကျွန်တော် Thai language sharing မှာ channel ဖြစ်ပါတယ်မေးစရာရှိတဲ့စကားလုံးတွေရှိရင်တော့ comment မှာရေးသားပြီးတော့မေးမြန်းနိုင်ပါတယ်ဗျ